အားလုံးပဲမင်္ဂလာပါရှင်ဖူဖူ Audio Book Channel မှာကြိုဆိုလိုက်ပါတယ်ရှင်အခုတစ်ခါဖတ်ပြပေးမယ့်ဝတ္ထုဇာတ်လမ်းလေးကတော့စာရေးဆရာမကြီးခင်ခင်တူရေးသားထားတဲ့စက္ကူမင်းသားဆိုတဲ့ဝတ္ထုတူဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ဆရာမကြီးအားယခုဝတ္ထုတူဇာတ်လမ်းလေးကိုဖတ်ပြခွင့်ပြုပါရန်လေးစားစွာပန်ကြားအပ်ပါတယ်ရှင်စက္ကူမင်းသားလွမ်းတော်မူလို့စာကိုစီတယ်တိမ်နီတိမ်ဝါတိမ်ပြတွေတန်းပြန်တော့ဘယ်စီတို့ဘယ်ဝါတို့လွမ်းပါရတယ်ညွန်းကားစပွဲကြာပင်အိုင်ကြီးအလေဘာကြီးဆန်လက်ထဲကမင်းသားလေးဟာခြေနှစ်ဖက်လက်နှစ်ဖက်မြောက်တက်သွားလိုက်ပြန်ကြလိုက်ကနေစက္ကူရုပ်ကလေးပါကျိုးတစ်ချောင်းလေးနဲ့ထိန်းဆွဲတာဆိုပေမဲ့အချိုးအစ်စ်ကြတယ်ကြဆိုစက္ကူကိုကိုက်ဖြတ်ကတဲ့ကိုကအဆက်လိုက်အပိုင်းလိုက်စစ်ပိုင်းညှက်ထားတာကိုဘာကြီးဆန်ကဒူးရဘူးကုံကလေးတွေကိုစုပြီးကက်ကြီးငယ်ပုံဖော်ညှက်တယ်ဥကောင်းနဲ့ကိုလုံးတောင်ရှိပစိုးကြောင်းကြိုက်ထားတဲ့ပုံစံကတစ်ပိုင်းဒူးစက်ကတစ်ပိုင်းခြေသလုံးနဲ့ခြေနှင်းကတစ်ပိုင်းပြီးတော့လက်နှစ်ဖက်ကိုလည်းကာကျိုးသွင်းနေတဲ့ဟန်တစ်ခုစီညှက်ထားတာပါအဲ့ဒီအပိုင်းစာလေးတွေကိုတစ်ခုစီဆက်ပြီးကျိုးနဲ့တီချုပ်တယ်ဝတ်ချမ်းပြားလေးမှာကော်နဲ့ကတ်တယ်ပြီးတော့ဆေးချေရတယ်အဲ့ဒါဘာကြီးဆန်ကိုယ်တိုင်လှုပ်ရောင်းတဲ့စက္ကူမင်းသားရုပ်ကလေးပဲကျိုးကလေးကိုဆွဲလိုက်တိုင်းမင်းသားလေးကခြေရောလက်ရောတပြိုင်နက်လှုပ်ရှားသွားတတ်တယ်ဘာကြီးဆန်လက်ထဲကမင်းသားလေးကနေတာပေါ့မင်းသားလေးရဲ့ကဟန်နဲ့ဘာကြီးဆန်ရဲ့တခြင်းကလိုက်ဖက်ညီညီလို့ထင်ပါရဲ့ဘာကြီးဆန်ဘေးမှာဝိုင်းအုံနေတဲ့ကလေးတွေဟာငြိမ်သက်ပြီးကြည်နေကြတယ်ဘာကြီးဆန်ကိုယ်တိုင်လည်းမျက်လုံးထဲမှာတကယ့်ကိုလွမ်းရိပ်တွေဝေသည်လို့ပါဟိုတုန်းကဘာကြီးဆန်ဟာဒီလိုဘွားမျိုးရောက်လိမ့်မယ်လို့ဘယ်ထင်ပါမလဲရွှေထီးဆောင်ခဲ့ရသူပါဘာကြီးဆန်တို့ကဟော်ရီမန္တလေးစာတိစစ်စစ်တွေဘိုးစင်ပေါင်းဆက်ကုံရောင်းကုံဝယ်လုပ်ခဲ့ကြတယ်။အနေနဲ့အရရက်ကလာတဲ့ကုံတွေဝယ်လောင်ပြီးရောင်းဝယ်ဖောက်ကားခဲ့ကြတယ်လေ။အနှစ်40ကျော်လောက်တုန်းကတော့ဘာကြီးဆန်တို့တန်တုံးမြန်တုံးပေါ့။ဆိုင်လေတက်တဲ့ကနှီးချောဖြာပုံကြီးပေါ်မှာကွန်းအင်တလုံးနဲ့တင်မလီကွေထိုင်ရင်သမီးတွေကိုဈေးရောက်တင်ခဲ့တယ်။ဟဲ့မဲတင်ဟော့ဟိုနှီးပုံတွေတလုံးကို10ပြားတက်ရောင်းဟာခုလိုနှွေးမှာတမတ်တက်လဲကုံသွားမှာပဲတောင်တွင်းကခုဘူးချက်ထုတ်လာတယ်ဖြာတွေပိုအောင်မတဲ့ယူထားလိုက်ကွပုတ်ကုံသုံးကုံမဟုတ်ဘူးကြစေးလဲရောင်းလိုက်ကွယ်နောက်ထပ်ကိုဝယ်ရတာလဲဒီဈေးနဲ့ပဲမဟုတ်လားကြည့်နေမိုးဦးကြတော့ထဲတွေဈေးတက်လိမ့်မယ်3လအတွင်းထေမိပါတယ်လေလွမ်းနေပါကြီးစံတကယ်လွမ်းနေရောင်းလို့ဝယ်လို့ကလည်းကောင်းလူတွေကလည်းကိုယ့်လူအချင်းချင်းကိုပျော်ကောင်းဆိုးကောင်းရိုးသားလိုက်ကြတဲ့ရှေးဗမာတွေပအခုဆိုဘာကြီးဆန်အသက်80နီးခဲ့ပါပြီကိုရှိမှပဲပြောင်းလဲသွားလိုက်ကြတာပြောင်းမြန်တွေကိုဖြဲလို့မျက်စိလဲပါပြီဟိုတုန်းကလမ်းတွေအိမ်တွေဘယ်ရောက်ကုန်မှန်းတောင်ဘာကြီးဆန်မသိတော့ဘူးအေးလေကိုယ်တိုင်ကမှကိုနေခဲ့ဘူးတဲ့နေရာကိုမမှတ်မိပဲကလားကုတ်ကုံပေကြီးအရင်မှာခိုနေရပေမဲ့အညာတွေကတော့ပူလွန်းလာတယ်မန္တလေးမှာမပြောင်းမလဲတစ္ဆာရှိရှိကြံနေတာအဲ့ဒီအညာတွေပဲဘာကြီးဆန်ကခေါင်းပေါင်းတစ်ပတ်ညစ်ထက်ထက်လေးနဲ့ချွေးတွေကိုတုပ်ပစ်လိုက်တယ်ခက်တက်တက်တိုက်ခတ်လာတဲ့လေငင်းကလေးကိုရှူဆိုင်ရင်သမီးတွေကိုတတိယမိတယ်။ခေါင်းပေါင်းတစ်ပတ်ကလေးညစ်ပတ်နေရင်သမီးမရှိဘူးလားလို့အမေးခံရတဲ့။ရှိပါဘာကြီးဆန်မှာသမီး3ယောက်ရှိတာပါ။ဒါပေမဲ့စက်ပြကောင်းမှခေါင်းပေါင်းဖြူတယ်။ဆိုတာကိုလည်းဘာကြီးဆန်မမေ့ပါဘူးလေ။ဘာကြီးဆန်ဓာတွေကိုတွေးကြမှာဘူး။ကိုဘဝကိုရောကိုစတုံးကိုစီထည့်ခဲ့ရတဲ့ကာလတွေကြပါပကော
သွားလေသူမဲတင်ကတော့သမီးတွေကိုဘိုင်းကောင်းကြောက်ပြီးအုပ်ထိန်နိုင်ခဲ့တယ်။အမျိုးကောင်းသမီးလေးတွေပါ။သူတို့ခမလိမ်မာကြရှာပါတယ်။အကြီးမခင်ကြီးကဘာကြီးဆန်တို့ဆိုင်မှာနှီးချော့ဖြာတွေလာလာတွင်းနဲ့တောင်တွင်းသားစိန်အောင်နဲ့အိမ်တောင်ကြပြီးတောင်တွင်းပြောင်းသွားတယ်။မဲတင်ပြောခဲ့တဲ့စကားဘာကြီးဆန်မှတ်မိသေးတယ်။တရွာမပြောင်းသူကောင်းမဖြစ်တဲ့ကိုရင်ရဲ့စိန်အောင်တို့လူမျိုးကကျုပ်တို့သမီးကိုအငတ်ထားမဲ့လူမျိုးမဟုတ်ဘူးတော့စိန်အောင်ကတော့အငတ်ပြစ်မထားဘူးပေါ့မဲတင်ရဲ့ဒါပေမဲ့ခုကွက်ကြီးထဲမှာစိန်အောင်ရဲ့နှီးချောဖြာတွေအစားဖျောင်းပစိုးတွေကော်စောတွေတုံးနေကြတာနင့်မြင်စေချင်လိုက်တာဘာကြီးဆန်အတွင်းကအလက်မခင်ကြီးစီရောက်သွားပြန်တယ်ခင်ကြီးကတော့ဟောဒီမန္တလေးမှာပဲဘာကြီးဆန်နဲ့အတူနေတယ်သူ့ယောက်ျားကျော်အေးကစိုက်ကားနေနေအစတုန်းကတော့ကျော်အေးလဲဘာကြီးဆန်တို့နဲ့ဆိုင်နီနာချင်းမိတ်ဆွေကြီးကိုဘာသူသားပေါ့ခုတော့သူတို့လည်းဆိုင်ပြောက်မြေပြောက်ဘာကြီးဆန်ရတဲ့မြို့သစ်အင်္ဂလိပ်မှာပဲအတူစားအတူနေမြေးတွေတအုပ်တမကြီးကြတဲ့လူပိုကြီးမလှုပ်ချင်တာနဲ့ဘာကြီးဆန်ဟောဒီအယုတ်ကလေးတွေလှုပ်ရောင်းနေတာပေါ့အရင်နီးလဲတိတ်မကုန်အိမ်မှာငုတ်တုံမဲတဲ့ထိုင်ပြင်းနေရတဲ့ဆိုင်မြေးတွေမဟုတ်ဘူးရတာပါအငယ်မခင်တီကတော့ကန်ကောင်းတယ်ပြောရမလားကန်ဆိုးတယ်ပြောရမလားတော့ဘာကြီးဆန်မသိတော့ပါဘူးသူ့ယောက်ျားကခေပညာတက်လေဒါပေမဲ့အလုတ်အကင်မဲမဲရရမရှိတာခက်တာပေါ့ထီထန်လန်းလျှောက်ဘဘကြီးမင်းသားရုပ်ကလေးတရုပ်ဘလောက်လဲဟင်ဘာကြီးဆန်ရဲ့အတွေးစားတွေပြတ်တောက်သွားတယ်မောကြည့်လိုက်တော့သူ့မြီးတွေလိုခက်ပေပေပုံစံလေးတွေငါးချက်ပါကွယ်ငါးချက်ကလေးကဘာကြီးဆန်လေးတန်းအတိုင်းတန်ရောက်လိုက်ပြောရင်းနောက်ဆုတ်သွားတယ်မင်းသားရုပ်ကလေးကိုကျိုးဆွဲပြမယ်ဘာကြီးဆန်လက်တွေကကလေးရဲ့ဝလုံးလေးလိုဝိုင်းသွားတဲ့နှက်ခမ်းလေးကြောင့်လမ်းမှာပဲရက်တန်သွားတယ်ဒီအဖြစ်မျိုးကလေးတွေခဏခဏကြုံတွေ့ဘူးတာမို့ဘာကြီးဆန်အဖို့ရိုးနေပါပြီလေ။အော်ငါမြည်တို့ရဲ့ဒီနေ့အယုတ်ရောင်းရတာတဲ့မဟန်ပါလား။မဟန်ဆိုဘာကြီးဆန်လှည့်နေတဲ့ရက်ကွက်ကခလေးတွေလက်ထဲမှာငွေ9ချက်ဆိုတာအရှားသားကလား။အဲ့ဒီတော့ဘာကြီးဆန်မြို့ထဲဘက်သွားရောက်မှုစိတ်ကူလိုက်တယ်။ဘတ်ကားပေါ်ရောက်တော့အယုတ်ကလေးတွေကြိုးချင်မသွားရအောင်လွဲအိတ်ကလေးကိုရင်မှာပွေ့ပိုက်ထားလိုက်တယ်။ဟောခမကူဘဆန်မဟုတ်လား။လူတစ်ယောက်ကလှမ်းနှုတ်ဆက်တာမို့ဘာကြီးဆန်မောကြည့်လိုက်တယ်။အဲ့ဒီလူကိုမြင်ဘူးသလိုလိုရှိပေမဲ့ဘာကြီးဆန်မမှန်မိဘူး။အသက်ကြီးလာတော့မှတ်ညံကလည်းတဲ့နေကျင်တကူအေးလေမန္တလေးမြို့ကြီးတဲ့မရောက်တာလေအတော်ကြာမင်းဟာမိဟောင်းဆွေဟောင်းတွေဆိုတာလေဘယ်စီရောက်ကုန်ပြီမသိကိုဘဆန်ခမကျုပ်ကိုမမှတ်မိဘူးလားအော်ကျုပ်မြင်းချံကကိုဘညိုလေးဗျာခမဆိုင်ကဖောက်တယ်ကြီးလေဟာကိုဘညိုအေးဗျာကျုပ်ကိုခွင့်လွတ်ပါကျုပ်ဘာကြီးဆန်စိတ်တွေကအတိတ်ကိုပြန်ပြေးသွားတယ်ကိုဘညိုဟာသူ့ရဲ့ရောင်းရင်းမိတ်ဆွေဟောင်းကြီးကိုဘညိုရဲ့ကုံတွေသူကဝယ်သူ့ကုံတွေကိုကိုဘညိုကဝယ်နေလုပ်ငန်းကိစ္စရောငွေကြေးကိစ္စရောအကုန်စိတ်ချလက်ချစစ်ဆန်ခဲ့ကြတဲ့သူတွေပေါ့ကိုဘညိုတို့မြင်းချံကထွက်တဲ့ချောင်းတောင်းအထေချမ်းတွေသူ့ဆိုင်မှာအစည်းလိုက်ပုံရောင်းခဲ့တာပေါ့ဟိုတုန်းကချောင်းတောင်းကွက်လို့ခေါ်တဲ့ကွက်တူလေးတွေအလွန်လူကြိုက်များတာပါအဖြူအနက်ကွက်အဖြူနဲ့အစိမ်းကွက်အညိုနဲ့အနက်ကွက်လက်ရက်ထဲလေးတွေကဘာကြီးဆန်မျက်စိတဲ့ဝဲကနေပေါ်လာတယ်။ကိုဘညိုတို့ချောင်းတောင်းတယ်တွေရက်ကြသေးလားမရက်တော့ပါဘူးကိုဘဆန်ရခြီစည်းတို့စီးဆိုးရတာတို့နဲ့တွက်ချီကြည့်လိုက်တော့ဈေးကတိတ်မကြိုက်တော့ဘူးလေ။ကျုပ်တို့ရဲ့လက်ရက်အထည်ချမ်းတွေကိုလူတွေကလည်းမဝေ့ကြတော့ပါဘူးဗျာ။ဘာကြီးဆန်ရင်နဲ့ဆွေးမြေသွားတယ်။သမီးခင်ကြီးရဲ့စကားကိုလည်းနားရဲကြမိတယ်။တရုပ်စာတွေကဈေးလဲပေါ်တယ်ဝစ်လဲဝစ်ပျော်တယ်ဖေရဲ့ညီတို့အထည်တွေကဈေးတာပေါ်တာခိုင်မမခိုင်ပဲအဖေရဲ့ဒါတော့ပေါ်ပင်ကို
ငါတို့ဝတ်တဲ့ဟော့ဒီဖြင့်ချမ်းတယ်တွေများ450နှစ်ဒုံးခန္ဓာအေးဆိုင်ပေါ်မှာချောင်းတောင်းကွက်ဖြင့်ချမ်းတယ်အထက်လိုက်ကြီးတွေကကိုကြိုက်တဲ့ခေါင်းစဉ်တွေကိုဟော့တထဲဝတ်ခဲ့ရပုံနဲ့ဝတ်လို့များအသားကြပလားဆိုမှဖြစ်နုညံ့လို့ခမည်းမန္တလေးကိုဘာလာလောက်တာလဲကိုပါညိုကျုပ်လားကျုပ်မဟာမှုမြေဖျားကြီးလာဖူးတာလေအော်ခမည်းကြည့်ရတာအတော်နွမ်းပါနေပုံပဲခုခမည်းဘာလုပ်နေတယ်လဲကိုပါဆန်းဘာကြီးဆန်ကပါဇက်ကအပြေမပေးချင်တာနဲ့လွယ်အိတ်ထဲကစက်ကူမင်းသားရုပ်ကလေးကိုထုတ်ပြလိုက်တယ်ကျုပ်ဓာလေးတွေလှုပ်ရောင်းနေတာပြောဆိုဘတ်စကားထိုးအရက်မှာကားပေါ်ကဆင်းဖို့ပြင်လိုက်တယ်ကိုပါညိုကသူ့လက်ကိုလှမ်းဆွဲလိုက်ပြီးနေပါအောင်ကိုပါဆန်းဟော့ဒီပစိုးလေးခမည်းကိုလက်ဆောင်ပေးလိုက်ပါစေကျုပ်ဝင်နေတဲ့လက်ချံ6နှောင်းတဲကလေးပါကျုပ်ကတော့ခုအထိဝတ်တော့ပစိုးလေးကိုလှမ်းယူပြီးကိုပါညိုကိုမျက်လုံးနဲ့ပဲနှုတ်ဆက်လိုက်တယ်ဘတ်စကားပေါ်ကဆင်းတော့ဘာကြီးဆန်ခေါင်းထဲမှာမိုက်ခနေဖေယာရေရွတ်ရင်စက်ကူမင်းသားရုပ်ကလေးတွေကျိုးချေသွားပလားလို့စိုးရိမ်သွားမိသေးတယ်မြင်မားလိုက်တဲ့တိုက်ကြီးတွေခန်းနာကြီးကျယ်လိုက်တာကလည်းအလွန်ပါပဲကလားဘာကြီးဆန်မျက်စိထဲမှာအရာဟာမယုံကြည်စရာကောင်းနေတယ်ဒါငါတို့ရဲ့မန္တလေးဟုတ်ရဲ့လားနိုင်ငံရဲ့ခြားကတိုင်းပြည်တစ်ခုကိုများရောက်နေသလားမှတ်ရပေါ်များလိုက်တဲ့ကားတွေကလည်းလမ်းတော်မကူးရဲပါကလားဘာကြီးဆန်အယုတ်ကလေးတွေကိုရောက်မှုနေရရှာပွေကြည့်မိတယ်နားကိုစရာတစ်ပင်တစ်ပင်တော့ကောင်းမတွေ့ဘူးတတ်နိုင်ပါဘူးဟိုကလေးတွေစော့နေတဲ့တိုက်ရိမ်မှာသွားထိုင်မှဘာကြီးဆန်ကလွယ်အိတ်ကလေးကိုတင်ပရီခွေထဲထည့်ရင်တိုက်ရိမ်မှာထိုင်ချလိုက်တယ်ကလေးတွေကဘာကြီးဆန်ကိုနားမလဲသလိုကြည့်ကြတယ်ဘာကြီးဆန်ကကလေးတွေကိုပြုံးပြပြီးလွယ်အိတ်ထဲကစက်ကူမင်းသားရုပ်ကလေးတွေကိုထုတ်လိုက်တယ်ကလေးတွေကစိတ်ဝင်စားသွားကြပြီးဘာကြီးဆန်နားမှာလဲဝိုင်းအောင်လာကြတယ်ဘာကြီးဆန်ကကြနှံ့ထိုင်ပြီးမင်းသားလေးကိုကျိုးဆွဲကပြလိုက်တယ်ရန်တော်မူလို့စာကိုစီတယ်တိမ်ကြီးတိမ်ဝါတိမ်ပြတွေတန်းပြန်တော့ဘဲစီတို့ဘဲဝါတို့ရမ်းပါရတယ်ညွန်းကစပွဲကြာပင်အိုင်ကြီးအလေမင်းသားရုပ်ကလေးချီမြောက်လိုက်လက်မြောက်လိုက်ကတာကိုခလေးတွေသဘောကျကုန်တယ်ဘဘကြီးအယုတ်တရုတ်ရောင်းမှာပန်းနုရောင်စားကားဝင်ကလေးနဲ့ခလေးမလေးတယောက်ယူလေးငါမီတရုတ်5ချက်ကွဟောဒီမှာကြည့်ဘာကြီးဆန်ကမင်းသားရုပ်ကလေးကိုထက်ကပြလိုက်တယ်လွမ်းတော်မူလို့စာကိုစီးတယ်ဟင်းဘဘကြီးကလည်းအဲ့ဒီတချင်းကိုလီမကြိုက်ပါဘူးကျိုးဆွဲရင်တန်လန်ကဘာကြီးဆန်လက်ကိုရက်လိုက်တယ်စူပုတ်မျက်နှာလေးနဲ့ကောင်မလေးကိုဘာကြီးဆန်ချက်လိုက်တာပစုံလေးတွေကဖောင်းကားပြီးမွတ်အေးလို့ဖြူစွတ်နေတဲ့အသားရည်လေးတွေများหนีရဲလို့ခြေချောင်းလက်ချောင်းလေးတွေဆိုတာများတန့်ပြီးဝဝကစ်လေးတွေမြီးကဘာတချင်းကြိုက်လေကိုကြိုက်တာကိုဆိုပြီးကဘောကွခလေးမလေးကရီလိုက်တာမျက်စိမျက်ပေါက်လေးတွေပိတ်သွားပြီးသွားချွတ်ချွန်လေးတွေပေါ်လာတယ်လီလီကအတဲတို့ဆိုတဲ့တချင်းကိုပဲကြိုက်တယ်ဘာတချင်းလဲမြည်ရဲ့ကောင်မလေးကလက်ခုပ်လေးတီးပြီးဆိုပြတယ်ဒါပေမဲ့ဘာကြီးဆန်နားမလဲပါဘူးဘာကြီးဆန်နားလဲတာကတော့ပတ်စံ5ချက်ပေးဝယ်သွားတဲ့စက်ကူမင်းသားရုပ်ကလေးဟာသူနဲ့ဘလို့မှမလိုက်ရော်တဲ့စောင်းအင်းသေးတဲ့နေကြမှာကိုယ့်ယူကာယာပါသွားရှာတယ်ဆိုတာပါပဲအပြန်လန်းမှာဘာကြီးဆန်တကူလုံးနှုံးခွေနေတယ်လေးလံတဲ့ခြေလမ်းတွေနဲ့တလန်းချင်းလှမ်းငယ်တယ်အယုတ်ကလေးတွေတော်တော်ရောင်းလိုက်ရပေမဲ့ဘာကြီးဆန်ရင်ထဲမှာပေါ့ပါမသွားဘူးပို့ပြီးလေးလံနေတယ်မြင်ခဲ့ရတဲ့မြင်ကွင်းတွေကြားခဲ့ရတဲ့စကားသံတွေပြီးတော့ဘာကြီးဆန်ရဲ့စက်ကူမင်းသားရုပ်ကလေးတွေဟေးဟိုမှာအယုတ်သေးကြီးပြန်လာပြီကွာခါတိုင်းရောင်းနေကြနေရကကလေးတွေဟာဘာကြီးဆန်ကိုမြင်တော့ပြေးလာကြတယ်။အော်အယုတ်မဝင်နိုင်တဲ့ကလေးတွေဘဘကြီးကျွန်တော်တို့ကိုမင်းသားရုပ်ကပြပါအောင်နော်။အေးကပြပါမယ်ကွယ်။တစ်ပင်ရိပ်မှာဘာကြီးဆန်ထိုင်ချလိုက်တယ်။
ပြီးတော့ကလေးတွေကိုမင်းသားရုပ်ကလေးကျိုးဆွဲကပြလိုက်တယ်။နှစ်ခေါက်သုံးခေါက်လောက်ကပြနေရင်ဘာကြီးဆန်ရင်နဲ့မောလိုက်တာ။အော်စက်ကူမင်းသားရုပ်ကလေးရဲ့ဘာကြီးဆန်ကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးကလေးတွေကိုကြည့်လိုက်တယ်။ကဲရော့ကြငါမီးတို့ကိုဘဘအယုတ်တွေအလကားပေးမယ်တယောက်တစ်ခုစီယူကြဝမ်းသာအာရနဲ့ကလေးတွေဟာအယုတ်ကလေးတွေကိုယူကြတယ်ပတ်စံပေးမဝယ်နိုင်တဲ့ပစ္စည်းတစ်ခုကိုအလကားရလို့ဝမ်းသာတာမျိုးမဟုတ်ဘူးသူတို့မျက်နှိုးတဲ့ပစ္စည်းလေးတွေကိုသူတို့ရင်ထဲမှာသိမ်းဆည်းထားခွင့်ရကြရှာလို့ပဲလို့ဘာကြီးဆန်ထင်မိရဲ့ကလေးတွေကမျှမျက်ရည်လေးတွေတောင်လေလို့တနာစရာဘာကြီးဆန်ကိုယ်တိုင်လဲမျက်ရည်လေးတွေလဲလို့ပေါ့အယုတ်ကလေးတွေဝေးပေးပြီးတော့ဘာကြီးဆန်လက်ထဲမှာအယုတ်တရုတ်ကြံနေသေးတယ်အဲ့ဒီအယုတ်ကလေးကိုတော့ဘာကြီးဆန်ကအိမ်ပြန်ယူခဲ့တယ်အိမ်ရောက်တော့ခေါင်းရင်းထရံမှာထိုးညက်လိုက်တယ်ငါအယုတ်မရောင်းတော့ဘူးခင်ရီတို့သားအမိတွေကသူ့ကိုငေးကြည့်နေကြတယ်ဘာကူမှနားမလဲတဲ့ပုံစံနဲ့ကြောင်စီစီဖြစ်နေတဲ့ခင်ရီကိုဘာမှရှင်းပြမနေတော့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဘာကြီးဆန်မှာအားလုံးရှင်းသွားပြီလေ။အယုံမယောင်းတော့ပေမဲ့စက်ကူမင်းသားရုပ်ကလေးကတော့ဘာကြီးဆန်ကပြနေတော့လွမ်းတော်မူလို့စာကိုစီတယ်တဲ့။ဟုတ်ကဲ့ပါရှင်။အခုလိုဆီယမခင်တူရဲ့စက်ကူမင်းသားဝတ္ထုတူဇလန်းလေးအားအဆုံးထိနားဆင်ပေးတဲ့အတွက်ဖူဖူအော်ဒီယိုဘုတ်ချနယ်လေးမှာကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။